ခိုင်ပြည်စစ်တွေမြို့နယ်မင်းကန်ရက်ကွက်ကရခိုင်အမျိုးသားတယောက်ကိုစစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်ပြီးနောက်အာရခတပ်တော် AA တစိမ့်နဲ့အာရကန်အမတ်သားတွေကိုတက်တူးထိုးထားတယ်လို့ဆိုပြီးတပ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။အသက်ခံရသူကတော့ဦးမောင်သိန်းအသက်55နှစ်အရွယ်ဖြစ်ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ကစစ်ကောင်စီနဲ့လက်ပါစီအပေါင်းအပါ20လောက်ပါတဲ့အဖွဲ့ဟာဦးမောင်သိန်းနေထိုင်တဲ့မင်းကန်အမှုထမ်းရက်ကွက်ကနေအိမ်ကိုဝင်ရောက်ပြီးတော့ဒတ်စကဌာနချုပ်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါဖမ်းဆီးခံရပြီး3ရက်အကြာမှာတော့မတ်လ2ရက်နေ့ကတည်ဆုံးနေတဲ့ဦးမောင်သိန်းရဲ့ရော်လောင်းကိုနေအိမ်ကိုလာရောက်ပို့ဆောင်သွားတယ်လို့နိဆက်သူတယောက်ကနရင်စရာကိုပြောပါတယ်သူအသက်ခံရတဲ့အကြောင်းရင်းကတော့အာရခတပ်တော် AA ရဲ့အမတ်တစိမ့်နဲ့သက်ဆိုင်တဲ့တက်တူးတွေထိုးထားတာကြောင့် AA နဲ့ဆက်ဆက်တဲ့တန်တရားနဲ့ဖမ်းဆီးနှိပ်စက်ပြီးတက်ပြေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်စစ်တွေမြို့မှာဖမ်းဆီးခံရသူတွေကိုစစ်ကောင်စီကရဲစခန်းအပြင်ထောင်ဒါကစားစရဖာယုံစာသုံးလုံးယုံစားတဲ့နေရာတွေမှာလူစုခွဲကထားလေးရှိပြီးတော့ညှဉ်းပန်းဖမ်းဆီးနှိပ်စက်နေတယ်လို့စစ်တပ်နဲ့နှိပ်စက်သူတွေကပြောပါတယ်လက်ရှိစစ်ကောင်စီဟာစစ်တွေမြို့မှာလုံခြုံရေးကိုအထူးတင်းကျပ်ထားပြီးတော့ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာဖမ်းဆီးခေါ်ဆောင်သွားတာငွေညစ်တာတွေလမ်းသွားလမ်းလာတွေကိုစောင့်ကြည့်တာတွေလူသက်တာတွေစားတဲ့စစ်ရာဇဝတ်မှုတွေကိုပေါ်ပေါ်ထင်ထင်ပြုလုပ်နေတယ်လို့သိရပါတယ်ရှင်